ညီမအခုဒီနှစ်ပိုင်းနေဆိုအရန်လိမ်မာလာတယ်လို့ပြောလို့ရတယ်။အဲ့တော့သူကညီမထက်ပုံမှန်ဆိုအများကြီးတက်ကြီးရလေ။ဆိုတော့ညီမ10ကျော်ပဲရှိသေးတယ်ဆိုတော့ညီမကအမေကထိန်းပေးတယ်။သူကလည်းသူတို့တွေဘိုင်းမှာသူတို့တွေကနားအများကြီးရှိရလေဆိုတော့အဲ့လိုမျိုးတွေနဲ့တင်လူတွေအကြောင်းသူတို့တွေလောကကြီးအကြောင်းသိရတဲ့အတွက်တင်ပြပေးရသူရဲ့ထိန်းချောင်းမှုတွေအပေါ်မှာလည်းညီမအများကြီးလိမ်မာလာရလေရှယ်ချိုးဟာဆိုညီမအရင်တစွတ်တစောက်ကန်းနိုင်တယ်လေဆိုတော့အဲ့ဒီအပေါ်မှာလည်းသူအများကြီးတင်ပေးထိန်းချောင်းတယ်အစတော့စကားနားမထောင်မိဘစကားတစ်ခုပဲဆိုပြီးတော့ကိုကနေခဲ့တဲ့သူတယောက်လေဆိုတော့သူပြောတဲ့စကားဆိုရင်ရေဘက်မဝင်ဆိုပြောချင်တာပြောလုပ်ချင်တာလုပ်ဒါပေမဲ့နောက်ပိုင်းကျတော့အမေကပါနားချတယ်သူပြောတဲ့အရာအမှန်ဆိုအမေပြောတော့ကျွဲစကားလေးတွေဒီဆိုင်ပြီးတော့နားထောင်ပြီးအနေထိုင်ဆင်ကျင်တဲ့နိုင်ညီမဆင်ကျင်လာတယ်။နောက်ပြီးတော့သူကညီမကိုအယမ်းချစ်တယ်။အဲအကြောင်းလို့ညီမသူ့ကိုချစ်တာ။ပထမကတော့ညီမသူ့အလောက်မချစ်ဘူး။ဆိုတော့သူကလေအယမ်းညီမကိုနားလဲပြီးရညီမကိုခလေးတယောက်လိုထိန်းချောင်းတယ်ဂီယူဆိုင်တယ်။အပြီးရင်ညီမရဲ့စိတ်ခံစားမှုတွေကိုသူကလေဘယ်လိုပြောမလဲညီမကဖုံးကွယ်တတ်တယ်တခုခုဆိုဘယ်သူမှမပြောပြချင်ညီမအမေရောညီမမပြောပြညီမနေရလို့ဆိုအဲ့ဒါကိုပြောပြရမှာမကြိုက်ဘူးလာမေးရင်လည်းမကြိုက်ဘူးအဲ့ဒါကိုသူကောင်းကောင်းသိဆိုညီမမကြိုက်တဲ့ဟာမှန်သမျှသူအကုန်ရှောင်တယ်သူ့ကိုညီမသဝင်တိုးစရာမလိုညီမကလေအရန်အေဂျင့်နဲ့သူနဲ့ပတ်သက်လို့ရှိရင်သူညီမစိတ်မပူအောင်ဆိုညီမယောဂလည်းရှိရခါကြတော့ညီမယောဂကိုလည်းသူအရန်ကျူးဆိုင်တယ်ပြီးတော့သူကြောင့်တခုခုမျက်နှာတစ်ချက်အဲ့လိုညခုံးတွန်းလိုက်တာတော့သူမကြိုက်ဘူးအဲ့လိုမျိုးဆိုသူကအရန်တဲ့ပုံမှာ view site လုံးအားကြီးရတဲ့အရန်ကန်ကောင်းနေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဆိုတော့အဲ့လိုလူမျိုးရထားတဲ့အတွက်တကယ်ကိုကန်ကောင်းပါတယ်သူကလည်းအရန်ချစ်တယ်ဆိုတော့ကိုလည်းနောက်ပိုင်းသူ့ကိုဒါချစ်လာတယ်သူ view site တဲ့ပုံမှာတဲရလည်းဒါ view site တတ်တယ်တဲ့အဲ့လေအသေးစိတ်ကစလို့ခြေတစုံကောင်းဆုံးတဲ့အခုသူ့ရဲ့ fashion designer ဖြစ်နေအရင်တော့အစတွေ့ကြရသူ့အပုံကမကြိုက်ရဖြစ်နေတာဖြစ်တဲ့ဘလို့ဝက်ဘလို့သူ့ရဲ့ fashion designer ဖြစ်နေကွာပြီးရင်တဲစကားဆိုသူအရန်နာထောင်ဇုံတွဲတိုင်းမှာတော့ပြဿနာတွေရှိရပဲဒါပေမဲ့ညီမတို့နှစ်ယောက်လုံးမှာကတူညီတဲ့စိတ်သက်တစ်ခုရှိရပါလဲဆိုတော့သူ့လောက်ကိုလောက်မှာနောက်ဆက်မှုမပေးရဘူးဆိုတာကိုသိရညီမလုံးငငယ်နဲ့အလုပ်လုပ်နေတဲ့သူတယောက်ဖြစ်တော့သူ့ရဲ့အလုပ်ကိုညီမမနောက်ဆက်ညီမတက်သူကအလုပ်တွေအများကြီးရှိတယ်လေဆိုတော့ညီမအရန်သိရသူများအလုပ်ကိုစကားတခွန်းတော့ညီမဝင်ရောက်နောက်ဆက်ခြင်းမရှိခဲ့ဘူးညီမကြီးကြခြင်းမရှိခဲ့ဘူးသူ့လုံးနဲ့ပတ်သက်ပြီးညီမဘာမှဝင်မစတော့အဲ့ဒါလိုပဲညီမရဲ့အလုပ်ကိုလည်းသူစကားတခွန်းတော့လာပြီးတော့ပိုင်ဆိုးဝင်မရှိဘူးဒါညီမရဲ့ rule ပေါ့နော်ဒါကိုသူ့ကိုနားလဲအောင်ပြောပြထားတယ်ယောက်ျားလေးဆိုတော့ရှိမှာပဲလေဆိုတော့ဒါပေမဲ့ညီမရဲ့ rule ကညီမရဲ့အလုပ်ပေါ်မှာနည်းနည်းဝင်ရောက်ဆုတ်ဖက်ပြီးဆိုညီမအမေမပြောညီမကခွင့်မလွတ်တာဆိုတော့ညီမအလုပ်နဲ့ပတ်သက်ရင်ညီမဆက်ဆက်ထိမခံအောင်ဆိုတော့သူအဲ့ဒါကိုနားလဲတော့ညီမတို့နှစ်ယောက်ရဲ့ပေါင်းစပ်မှုကညှိယူလို့ရတယ်ပြီးတော့သူကတဲကိုပြောတယ်အရန်လူကြီးဆန်နေနားလဲပေးလုံးအားကြီးရဲ့တဲ့ဆိုတော့နားလဲပေးတယ်ဆိုတော့အမေတင်ပေးတာလည်းပါတယ်လေအမေကဒီလိုအလုပ်တွေလုပ်ရမယ်ဆိုတော့သူလည်းလုပ်နေသူတယောက်ဖြစ်တဲ့အတွက်ချင်းချင်းညှိယူရမယ်ဆိုတာလည်းသိရရန်ဖြစ်ရင်လည်းသူများမုန်းအောင်ရန်ဖြစ်ကြတာတေအောင်လေးအဲ့လိုစကားတွေနဲ့တယောက်လေအမေတွေပါရောအကုန်ပါတာတစ်ဖွဲ့လုံးတမိသားစုလုံးတွေပါကြတာဟိုပါအမေတွေကပါဝင်ရှင်းရတာရန်ဖြစ်ရင်လေအဲ့လိုဖြစ်ခဲပါတယ်ဒါအားရရန်ဖြစ်ပြီးဆိုရင်ဘယ်သူမှရှင်းလို့မရအောင်တောင်ဆုံးသူကပဲရှော့ပေးတာကိုကတလုံးမရှော့ခဲ့ဘူးကိုရှော့ရဲဆိုတော့လေတခါတလေတော့လည်းကိုရှော့တယ်သူတအားချစ်တဲ့ခါကျရင်အဲ့လိုမျိုးဆိုရှော့လိုက်တယ်ဒါပေမဲ့ချစ်ရင်လည်းသူများတွေကလေအမြင်ကတ်လိုက်တာဟဲလို့လားပြောအောင်အဲ့လိုတယောက်ကလေပြောင်းကြောက်လို့ဂယူးဆိုင်ကြတာအဲ့လိုညီမတို့ညအပြင်သွားပြီဆိုသူများတွေကလေဘေးမှာပါတဲ့လူတွေကပေါ့ဟဲ့နင်တို့ညရဲ့ဝိုးသွားနေစမ်းမှာမျက်စိတွေနောက်လို့အဲ့လိုကြောက်အဲ့လိုပြရတွေခတ်ပြီးတော့တအားဂယူးဆိုင်ကြအဲ့လိုမျိုးညီမတို့ညကအင်မတန်ရေးရတယ်အကျင့်နေလေတအားတူတယ်ဟုတ်လေညီမဥမာရှင်းပြောရမယ်ဆိုလို့ရှိရင်ညီမကပေါင်တာတွေပါလိမ့်ရသဘောကြသူပေါင်တာဆိုတာကိုလိမ့်ပေါင်တာတွေပါလိမ့်ရသဘောကြရဲအဲ့လိုမျိုးဘူးလေးဆိုခရီးသွားရင်ညီမအဲ့လိုလေးစောင်းသွားတယ်သူလည်းအဲ့လိုပဲသွားတူနေတာအဲ့လိုမျိုးတွေရှိရနောက်ပြီးရင်ဘ
လို့အစားတောက်မျိုးကွာကြိုက်တာသူကလည်းအဲ့လိုပဲကြိုက်အဲ့လိုတူညီတဲ့အချက်ကလေးရှိတယ်တချို့ဟာတွေဆိုရင်မကြိုက်ဘူးဆိုရင်တဲ့ကအသားစိမ်း၅သိန်းလုံးမှမစားဘူးလေအဲ့ဆိုတဂျပန်ဆိုင်ပါကြီးသွားစားရဆိုရှင်အသားစိမ်း၅သိန်းကြက်သွန်နေမစားဘူးကြက်သွန်မျိုးမစားဘူးနာနဲ့ဟာဘာမှမစားဘူးအဲ့ဆို तू ကအမျိုးနဲ့ပတ်အဲ့လိုအသားတွေအစိမ်းတွေပါဆိုသူတို့စားတတ်တယ်လေတဲနဲ့စားတွေ့ကြရအဲ့ဒီဖြတ်တာသူတို့လည်းမစားဘူးအဲ့လိုညှိကြပါတော့ကြောင်နားနိုင်မွေးညှိကြတဲ့ခါကျရံဖြစ်တာစားတွေ့တော့တားရံဖြစ်တယ်24နာရီရံဖြစ်တယ်တလားမှာရက်30ရံဖြစ်တယ်အခုကတော့တစ်နှစ်မှာတလားလောက်တစ်နှစ်ပေါင်းလိုက်လို့တလားတော့မရှိတော့ဘူးကွာရံဖြစ်တဲ့ရက်ကအဲ့လိုမျိုးဖြစ်သွားပြီအရင်စိတ်ချမ်းသာဖို့ကောင်းတယ်ကိုကမင်းကလေးတွေကိုအကြံပေးချင်တာလေကိုကချစ်တဲ့လူတော့ကိုချစ်တဲ့လူရွေးကြပါညီမအကြံပေးချင်တာညီမရဲ့လက်တွေပဲဘာလို့ဆိုတော့အရင်စိတ်ချမ်းသာပြီးတော့ဟိုလေဘယ်လိုပြောရမလဲနေထိုင်ရအရင်လွတ်လပ်တယ်မဟုတ်ပူပန်ပြီးတော့လေမင်းကလေးကပူလောင်တတ်တယ်လေနီးမျိုးနဲ့ကိုပူတာသိရမလားဖုန်းလေးတစ်ခုမကင်လိုက်မိရနဲ့ဘာနဲ့ရှုပ်နေပြီလဲဆိုတာအဲ့မျိုးပေါ့နော်မင်းကလေးကဆိုတော့အရန်ပူလောင်ရတယ်ကိုချစ်တဲ့လူဆိုတော့ကိုကလည်းမချစ်ရဘူးလို့မပြောပါဘူးချစ်ပါဒါပေမဲ့ကိုအရန်ချစ်ရတဲ့လူတစ်ဖက်ကြော်နေဆိုရင်မင်းကလေးပူလောင်နေအဲ့တော့ကိုကိုချစ်တဲ့လူပဲရှာပါလို့တဲကတော့အကြံပေးခြင်းနဲ့တဲကလိုင်းလည်းသူ့ချစ်ကိုရတာပါသူချစ်ကိုရတဲ့အတွက်ကိုကလည်းသူ့ပေါ်မှာလိုက်ပြီးတော့ညှိပြီးတော့ချစ်သွားတာပေါ့